democracy နဲ့တက်ပြီခါအာဆီယံမဟုတ်သေးဘူးလက်မခံဘူးပြောနေပြန်အောင်ဒါပေမဲ့နောက်ပိုင်းတော့သူတို့လက်ခံအဲ့မှာတခါဒေတာတွင်းငြိမ်ပြီလားတရုတ်ကငြိမ်တော့မှလည်းသူနောက်ပြီးဟုတ်ကဲ့အားလုံးပဲမင်္ဂလာကြတို့ BSK channel ကကြိုလိုက်ပါတယ်တော်တော်ခင်ကြိုပြောလို့နားထောင်ကြည့်အောင်ခင်ဗျာအားလုံးကိုကျေးဇူးပါမင်္ဂလာပါအခုတော့လေစိတ်တရားသတင်းနေရလေမြမပြည်အတွက်ကောကပ္ပသတင်းရောစိတ်တရားလှုပ်ရှားနေတယ်သမ္မတကြီး Trump သမ္မတစီဂျင်းပင်နဲ့တွေ့တာပေါ့ပြီးလို့ရှိရင်သမ္မတ Trump နဲ့အတူဒီကပ္ပထိတ်သီးတထေးကြီးတွေပေါ့အမေရိကဘီလီယံနာကြီးတွေပါတာဆိုတော့ကျမဆိုရင်လေဒီသမ္မတကြီးစီဂျင်းပင်ဆိုလေကျမလေးစားတယ်အမြဲကြည့်တယ်သမ္မတကြီး Trump ဆိုလေအမြဲကြည့်တာပေါ့နော်နောက်ပြီးတော့ Elon Musk တို့လို့နော် Tim Cook တို့ Apple CEO တို့နောက် Nvidia CEO ဆိုကျမအရန်အထင်ကြီးတယ်သူပြောတာတွေဆိုနားထောင်နေအခုကဘာပေါ်မှာထိတ်နံပါတ်1က AI နည်းပညာလေး AI နည်းပညာဆိုတော့ဒီ Nvidia CEO ကလည်း American ပေမဲ့တရုတ်လူမျိုးပဲအရန်တော်တာပဲတရှေ့လျှောက်ကျမစောင့်ချင်တယ်ဒီရက်အတွင်း iPhone လည်းမဝယ်ဘူးလို့ဘာကြောင့်ဆိုတော့ဒီ AI chip တွေကအမျိုးစုံသူကပြောတယ်ငါတို့အရန်အလုံများတယ်တဲ့ AI တိုးတက်လာတဲ့အတွက်ကြောင့်မို့ AI နဲ့အတူကျမတို့ရဲ့လူနေမှုဘဝအဆင့်တန်းတွေက AI product တွေတောက်လျှောက်သုံးလာတော့မှလေအရင်တော့ဆိုရင်AI မရှိတဲ့အတွက်ကိုဖာကိုပဲဟိုရှာရတယ် internet မှာရှာရတယ်လေးလာရတယ်စာအုပ်တွေ library တွေအဲ့လိုမျိုးလိုက်ရှာရတယ် YouTube ဆိုလဲလိုက်ရှာရတယ်စာအုပ်တွေအကြောင်းမှသင်ရတယ်အခုကျ AI ရှိတော့လေဘာမဆိုမေးလိုက်တာနဲ့လေတက်ကတူသွားစရာတောင်မလိုဘူး AI ကအကုန်ပြပြတယ်မှာပန်းနေစိုက်တယ်ဆိုလဲဘယ်လိုစိုက်ရမလဲအခါတဲ့ပန်းမျိုး gardening ပေါ့နော်ဒီ agriculture အစစိုက်ပျိုးရေးအစမေးလိုက်တာနဲ့ဘယ်ဟာဆိုဘယ်လိုလုပ်ရမလဲနောက်ပြီးရင် app လေးတွေစပြီးထောင်ပါလေအဲ့ဒီ Nvidia CEO ကပြောတော့ငါတို့တအားအလုပ်များဘာကြောင့်ဆိုတော့ဟာတဲ့ဟိုလူနေမှုဘဝရဲ့ခါကဏ္ဍတိုင်းမှာသုံးတဲ့ application ဆိုတာဒီ app လေးကိုထည့်လိုက်တာနဲ့သူတို့ကကိုယ့်အတွက်အကုန်နော်မေးစရာရှိတာအကုန်ဖြည့်ပေးတော့မယ်သင်ပေးတော့မယ်စိုက်ပျိုးရေးဆိုလည်းဘယ်အချိန်ဆိုရင် weather အစားနေ့စီမှာ weather ဒီလိုရှိနေပြီနော်ဒါ site တော့ပြောလိုက်တာနဲ့လေလူနာလည်းအဲ့လိုပဲ AI နဲ့စိတ်ကူးလို့ရပြီဒီ symptom တွေပြောလိုက်တာနဲ့သူကချက်ချင်းပဲဘယ်လို့ဘာလို့ညာလို့ဆေးရုံနေမှာဟောပဲအဲ့တော့ကျမတို့ရဲ့လူနေမှုဘဝ Elon Musk လည်းပြောတယ်ဒီ Nvidia CEO လည်းပြောတယ်နော်အဲ့တော့ဒီ Apple CEO လည်းပြောတယ်ဒီ Apple ဆိုလည်းဒီနှစ်အတွင်းမဝယ်နဲ့အောင်နောက်နှစ်လောက်ကြာလို့ရှိရင်တအားပဲ app အသစ်တွေနဲ့ဒီဖုန်းတွေဘာတွေကတအားထူးခြားလာတော့မှာလေအဲ့ဒါကြောင့်မို့ကျမအရန်ပဲဟာဒီနှစ်တွေကတော့ဒီအသက်ရှင်နေတဲ့အချိန်မှာဒီနှစ်ကပေါ့နော်ဒီနှစ်တွေဒီရက်တွေဒီ9နှစ်နဲ့10နှစ်အတွင်းကဘဝကြီးကအားလုံးတကဘာလုံးရဲ့လူတွေရဲ့ဘဝဒီ AI နည်းပညာနဲ့အစစ်နေတိုးလာမယ်တချို့နေရာတွေဆိုလဲဟိုအလုပ်မရှိတော့ဘူးဖြစ်သွားမယ်။ဘာကြောင့်ဆိုတော့ဒီ AI နဲ့ app နဲ့လုပ်လို့ရတာဟိုသဘောကဥမာ accounting လို့ပါလို့သဘောပြပါတယ်။ဒါပေမဲ့လူမပါလို့မပြီးတာတွေတော့လည်းရှိတာပေါ့။အဲ့ဒါကြောင့်မို့အရာဟိုကိုကဒီသမ္မတ Trump နဲ့အတူလိုက်လာတဲ့ဒီ CEO ကြီးတွေကိုလည်းကျွန်မကြည့်တယ်နော်ပြီးလို့ရှိရင်ဒါဒီထိတ်သီးတွေကဒီ Taiwan ကိစ္စ Iran ကိစ္စပဲဒီစစ်ရေးတွေ geopolitics တွေပြောတာဖြစ်ပေမဲ့တကယ်တမ်းကျစီးပွားရေးနဲ့နောက်ပြီးတော့စီးပွားရေးရပြီးလို့ရှိရင်ဒီလူတွေရဲ့အစစ်အတမ်းမြင့်မာရေးအတွက်ကိုဒီ CEO တွေကပြောကြမှာဖြစ်တယ်ဆိုတော့ကျမအတွက်အရန်စိတ်ဝင်စားတာပေါ့။နောက်မြန်မာပြည်နဲ့ပတ်သက်တော့အာဆီယံကတော့ဒီတရုတ်နဲ့ပတ်သက်ရင်အာဆီယံကအရန်အစစ်နှိမ်ပါတယ်။ China တို့ America နော် America ကလေ Democrat တွေပါတွေကတက်စားလို့ရှိရင် Republican ကစီးပွားရေးနဲ့ပတ်သက်ပြီး Mr. Trump ကစီးပွားရေး trade imbalance နောက်ပြီးတော့ဒီအားရှိတာပေါ့နော်သူ hegemony ပေါ့ကမ္ဘာကြီးမှာ American ကစီးပွားရေးရောစစ်ရေးရောဦးစီးနေရနေပြီးတော့အခုဒီတရုတ်ကိုပေါ့နော်တရုတ်ကိုသူစီးပွားရေးအရာနိုင်အောင်ဘယ်လိုလုပ်ရှေ့နောက်ဒီ cake ကိုသူတို့မြင်တဲ့လူတွေပေါ့
Mr. Trump ကတော့နောက်10နှစ်အနည်း20ကိုမြင်ပြီးတော့သူသမရဖြစ်တော့ဘယ်လို counter လုပ်မယ်အဲ့တော့သမရကြီးစီချင်းပင်ကကြတော့လေအာရှကတရုတ်ကြီးပြီးငိမ့်ငိမ့်စိမ့်စိမ့်ပဲလူကြီးသူမှစုံမလို့ပဲသမရ Trump ကိုစုံမတယ်ငါတို့တွေပေါ့နင်တို့ကတော့အရင်တော့တဘိုးတဲ့သွားနေတယ်အခုငါနောက်တဘိုးပေါ့ငါတို့တရုတ်ကတဘိုးတက်လာပြီဆိုတော့နင်လန့်ပြီးတော့မဟောင်ပါနဲ့မကြိုက်ပါနဲ့ရံမလုပ်ပါနဲ့ပေါ့အတူတကွတွဲပြီးတော့ကဘာကြီးငိမ့်ချရေးအတွက်ကဘာကြီးတိုးတက်ရေးအတွက်အတူတူလုပ်ရတာပေါ့ဒီသူက trade ကိုစီးပွားရေးရောစစ်ရေးရောဟို Trump ကအခုတရုတ်ကတာလာမှာကိုကြိုတင်ကာကွယ်တဲ့သဘောသူစဉ်းစားတာပေါ့နော်သူဒီ America petrol dollar ဆက်ပြီးတော့ကြီးမားလာအောင်ဟိုဆက်လက်ထိန်းနိုင်အောင်အခုဆိုလဲ yuan တို့ဒီ ruble တို့နဲ့အလုပ်လုပ်နေကြပြီသူ sanction လုပ်တဲ့နိုင်ငံတွေကနောက်ပြီးတော့ Iran ဆိုလဲ sanction လုပ်ပြီးမဲ့လဲတရုတ်နဲ့အဆင်ပြေနေတယ် Russia နဲ့အဆင်ပြေနေတယ်ဆိုတော့ तू က sanction လက်နဲ့ကိုဖြုတ်လိုက်ပြီးတော့ဒီနေရာတွေကို तू စစ်ရေးနဲ့ပြန်ဝင်ပြီးတော့ तू ပြန်လုံးမယ်ပေါ့သူရဲ့ဒီ petrol dollar ဈေးကွက်ဘက်ကို American hegemony ဖြစ်အောင်လုပ်မယ်ဒီသဘောတရားပေါ့ဒါပေမဲ့ပညာရှင်တွေအနေနဲ့ကတော့ပညာရှင်နဲ့စီးပွားရေးသမားတွေကတော့ဒီနိုင်ငံရေးတွေနားမလည်ဘူးရေနံသမားနောက်ပြီးတော့ဒီ iPhone သမား AI သမားเนาะနောက်ပြီးတော့ဒီ Elon Musk တို့လိုအားလုံးသိပ္ပံပညာရှင်တွေကတော့လူနေမှုအစဉ်တန်မြင့်မာရေးနဲ့ဒီနောက်ဆုံးပေါ့တိုးတက်နေတဲ့ပညာတွေနဲ့เนาะသူတို့တွေလည်းဟို iPhone တွေထုတ်မယ် iPhone တွေမှာ AI app တွေထည့်မယ်နောက် Samsung ဆိုလည်းအဲ့လိုပဲတောင်ကိုရီးယားကလည်းပညာရှင်တွေရှိတယ်ဂျပန်ကလည်းပညာရှင်တွေရှိတယ်ဒါပဲတရုတ်ကအားတာတာလူဦးရေအရန်များတဲ့အပြင်တရုတ်မှာ engineer တွေလည်းအရန်များတယ်နောက်သူတို့စက်ရုံသူတို့တွေစီမံခန့်ခွဲတာကအရန်စနစ်ကျနေတယ်ဆိုတော့ဘာမဆိုလာခဲ့အခု AI နီးပညာလဲသူတို့ကတက်တော့ကို America မမီအောင်ခိုးပြီးတော့လဲလုပ်တယ်ထွင်ပြီးတော့လဲလုပ်တယ် American တက္ကသိုလ်တွေမှာတက်ခဲ့တာပဲတရုတ်ပညာရှင်တွေကလည်းအခုတရုတ်တက္ကသိုလ်တွေလည်းအစ်စ်မီလာပြီအဲ့တော့ကျမအရန်ပဲစိတ်ဝင်စားနေတယ်အာဆီယံကအလကားနေသူတို့တွေကနေပြီးတော့ကျမတို့ခါတဲ့ဖိလိုက်နှိပ်လိုက်မနာလို့တာအာဆီယံအစ်စ်အရန်နှိပ်နေလေဒီ Timor Leste တို့ Malaysia တို့ဘာတို့ကလည်းသူတို့ကလည်း OIC ပြဿနာပဲဒီမြန်မာပြည်ကိုသူတို့တွေကလည်းဟိုခါတဲ့အားနဲ့အောင်ကွဲအောင်လုပ်နေကြတာပေါ့ဒီအချိန်မှာကျမလည်းစိတ်ပူတာဒီကျမတို့ဟိုဒီလက်ရှိအစိုးရကတော့အရင်ကတည်းက China ကိုဒီကြောက်ဖြူရင်းနဲ့စီမံကိန်းလုပ်ဖို့ပြောတယ် China အနေနဲ့ကလည်းနင်တို့နိုင်ငံရေးငြိမ်ပြီလားဆိုအခုလုတ်ပြလိုက်တယ်ဒီမိုကရေစီလုတ်ပြလိုက်တယ်သမရဖြစ်လာတယ်နိုင်ငံရေးငြိမ်ပြီဒီမိုကရေစီနဲ့တက်ပြီခါအာဆီယံမဟုတ်သေးဘူးလက်မခံဘူးပြောနေပြန်အောင်ဒါပေမဲ့နောက်ပိုင်းတော့သူတို့လက်ခံအဲ့မှာတခါဒေတာတွင်းငြိမ်ပြီလားဒီကငြိမ်တော့မှလည်းသူနောက်ပြီးငါတို့ပိုင်နိုင်ကိုလုံခြုံရပြီလားအဲ့တော့မှသူလည်းရင်းနဲ့စိတ်ကန်လုံမှာပေါ့နော်ဒီလိုမျိုးတွေရှိတော့ကိုလည်းအရင်စိတ်ဝင်စားနေကိုကတော့ရှေ့သူမြန်မာပြည်ကိုရှေ့သူပဲသွားခြင်းနဲ့လေရှိတဲ့လူတွေအားလုံးစီလုံးအခုဆိုလဲကိုကန်ဒေတာမှာသူတို့နေရထားပြီးပြီပဲဒါကြောင့်မို့ကျမစောင့်ကြည့်နေတယ်ဒါဗိုလ်ချုပ်ခင်ညွန်ကသူ့လက်ထက်ကဒီဒေတာတွေကိုသူစီယုံခဲ့တာငြိမ်းချမ်းရေးယူခဲ့တာဆိုတော့သူကြတော့အဲ့ဒေတာဆိုင်ရာတွေကသဘောကြတော့အခုဗိုလ်ချုပ်ခင်ညွန်လည်းဒါပေမဲ့အသက်ကြီးနေပြီလားတော့မသိဘူးပြန်တော့ပြင်ဆင်နေပေးတယ်ပြောတယ်အဲ့တော့ဒီဟင်းကဆက်ဆက်ရေးပေါ့နော်ဒီဒေတာဆိုင်ရာလက်နဲ့ကင်ဖွဲ့စည်းနေတဲ့ဆက်ဆံရေးတွေလည်းအားလုံးအဆင်ပြေအောင်ပြေလဲအောင်အားလုံးနော်ဟိုမောင်နှမတွေညီကိုတွေကိုဒေတာကိုနိုင်ငံကြီးပွားရေးအတွက်ကိုလူမျိုးတွေကြီးပွားရေးအတွက်နော်စီးပွားရေးတွေလုပ်ဖို့နော်ဟိုစက်ရုံတွေလုပ်ဖို့အဲ့ဒါတွေတိုးတက်မှုဆိုင်ရာတွေလုပ်ဖို့ကကြတော့အားလုံးတည်ငြိမ်ပြီးတော့အဲ့ဒါငြိမ်းပါတယ်ဆိုတာပြနိုင်မှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှလည်းလာမှဒီအာဆီယံကပိတ်နေတာတွေကိုဖယ်ပြီးကိုနိုင်ငံတိုးရက်တက်ကြောင်းလုပ်နိုင်မှာပေါ့နော်အဲဒါကြောင့်မို့ကျမစိတ်တွေအရန်လှုပ်ရှားနေပါတယ်လို့ဒီအချိန်ကျမစောင့်ကြည့်နေပါတယ်ကျမဖြစ်စေချင်တာတော့မြန်မာတပြည်လုံးအေးငြိမ်းစေခြင်းနဲ့ပြည်ထောင်စုကြီးမပြိုကွဲစေခြင်းဘူးစီးပွားရေးတွေအားလုံးလှုပ်စေခြင်းနဲ့ပညာရေးတွေလည်းရ